ဒီထောင်မှာအရန်ထူးဆန်းတဲ့စီးမြစ်တစ်ခုရှိတယ်ထောင်မှုကိုအနိုင်ရတဲ့သူလွတ်မြောက်တယ်ဒါပေမဲ့ရှုံးနေတဲ့အကျဉ်းသားတိုင်းကိုဘယ်တော့မှပြန်လွတ်ပေးမှာမဟုတ်ဘူးနှစ်ပေါင်းများစွာအကျဉ်းသားတွေကထောင်မှုကိုနေတိုင်းစိန်ခေါ်ခဲ့ကြပေမဲ့သူဘယ်တော့မှမရှုံးခဲ့ဘူးပြီးတော့သူကစီးမြင့်ကိုကိုလွယ်ကူအောင်လုပ်ခဲ့တယ်အခုဆိုရင်အကျဉ်းသား၃ယောက်ကသူ့ကိုတပြိုင်နက်တည်းတိုက်ခိုက်နိုင်ပြီးဒါပေမဲ့အဲ့ဒီအချိန်မှာတော့ဘယ်သူမှသူ့ကိုမအနိုင်ယူနိုင်ခဲ့ဘူးသူ့ရဲ့တိုက်ခိုက်နိုင်စွမ်းတွေကမယုံနိုင်စရာပါပဲတနေ့မှာလှုပ်ဝက်ဆန်းကျဲတဲ့လူတစ်ယောက်ကိုခေါ်လာပြီးတေမင်းကန်းနဲ့တိုက်ရိုက်ပစ်ချလိုက်တယ်သူ့နာမည်ကိုဘယ်သူမှမသိသလိုသူ့ရဲ့ရာဇဝတ်မှုကိုလည်းဘယ်သူမှမသိကြဘူးလူတိုင်းကတခုတည်းကိုပဲသတိထားမိကြတယ်သူဘာမှမစားမတော့ခဲ့ဘူးအကျဉ်းသားတစ်ယောက်ကသူ့ကိုမင်းမစားမတော့ရင်ဘယ်လိုလုပ်အသက်ရှင်နေသေးလဲလို့မေးတယ်သူကကျွန်တော်ကအရှိနေကနေလာတာလို့ပြန်ဖြေတယ်နေတိုင်းသူအရန်စူးစမ်းလေ့ကျင့်တယ်မျက်နှာဖုံးဆွတ်ထားတဲ့အကျဉ်းသားတစ်ယောက်ကသူ့ကိုစောင့်ကြည့်နေတဲ့တစ်ချိန်တဲမှာပဲစပင်ဖြူနေတဲ့အကျဉ်းသားဦးတစ်ယောက်ကလေ့ကျင့်မှုကြောင့်မောပတ်နေတဲ့သူကဆရာတခြားနီလန်းကိုသုံးပါကျွန်တော်ညာဘက်လက်ကဘလက်ထက်ကိုအားကောင်းလာတယ်နောက်ထပ်အားကောင်းတဲ့တိုက်ခိုက်မှုတစ်ခုကြားရောက်ရင်ကျွန်တော်ကောင်းကင်ဘုံကိုတန်းသွားမယ်တကယ်တော့အကျဉ်းသား၃ယောက်လုံးကိုတန်ကြိုးတစ်ခုလေးနဲ့တန်ကြိုးနဲ့ချီနှောင်ထားတယ်လို့ပြောတယ်မျက်နှာဖုံးဆွတ်ထားတဲ့အကျဉ်းသားကအရန်အံ့ဩသွားတယ်ထို့နောက်ဆရာကြီးလေ့ကျင့်မှုကြောင့်ထောင်ထဲရံများတွင်အကွဲကြောင်းများပေါ်လာသည်ကိုသူတတိပြဦးမိခဲ့သည်ထို့နောက်သူသည်ဆရာထံမှတရုတ်ကိုခံပညာကိုလည်းသင်ယူခဲ့သည်နှစ်များကုန်လွန်ခဲ့သည်နောက်ဆုံးတွင်စပင်ဖြူနေသောအကျဉ်းသားအိုကြီးတည်ဆုံသွားခဲ့သည်ကင်းသမားသည်လည်းဆရာကြီးတန်ကြိုးကိုဖွင့်ပေးခဲ့သည်အခွင့်အရေးရသည်နှင့်မျက်နှာဖုံးဆွတ်ထားသောအကျဉ်းသားသည်ဆရာနှင့်ပူးပေါင်းပြီးကြံရှိသောတန်ကြိုးများကိုချိုးဖျက်ခဲ့သည်သူတို့ထွက်ပြေးရန်ကြိုးစားသည့်အချိန်တွင်ထောင်မှုသည်သူတို့ရှေ့တွင်ရပ်နေသည်သို့တော်သူသည်လုံးဝမကြောက်ပါထောင်မှုကလွန်ခဲ့